Premier League ကပွဲစဉ်1မှာပဲတော်တော်လေးကိုအတန်တွေဆူညံခဲ့ပြီးတော့နာမည်ကြီး United အသင်းကတော့လူဆုံနေဆိုတာနဲ့ထပြီးတော့အရှက်ကခွဲတော့တာပဲကျွန်တော်ဆိုကြီးပါကျွန်တော်တင်ဆက်ပေးနေတဲ့ commentary ပိုင်းဆိုကြီး Facebook နဲ့ YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ Premier League ကပွဲစဉ်1မှာပဲတော်တော်လေးကိုအတန်တွေဆူညံခဲ့ပြီးတော့နာမည်ကြီး United အသင်းကတော့ Hull City အသင်းကိုအဝေးကွင်းမှာ 2-0 နဲ့ရှုံးပြီးတော့တာထွက်ကတော်တော်လေးကိုဆိုးရခဲ့တယ်ဆိုတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုသုံးသပ်သွားမှာဖြစ်ပါတယ်မိုက်ကယ်ကာရီရဲ့ United အသင်းကတော့ဒီနေ့ပွဲစဉ်မှာကွင်းလယ်ပိုင်းအတွက်ကစားသမားသစ်တွေဖြစ်တဲ့ Tielemans နဲ့ Andre Santos တို့ကိုအသုံးပြုခဲ့ပြီးတော့ခြေစမ်းပွဲတွေမှာသုံးတဲ့လူစင်းကိုနည်းနည်းပါးပါးပဲအပြောင်းလဲရှိခဲ့တာအာမတ်ဒီယယ်လိုလောက်ကလွဲပြီးတော့ဂျန်နစ်ကစားသမားအားလုံးနီးပါးလိုက်စစ်မှာတော့ဝင်ကစားသွားခဲ့တယ်လို့ပြောလို့ရတယ်ပွဲထွက်လူစင်းမှာကူညာအထောင်အမ်ဘူမိုညာဒေါ်ဂူကဘယ်မှာကစားပြီးတော့ Bruno Fernandes က attacking midfield မှာကစားသွားခဲ့တယ်အရန်တွေကနေပြီးတော့အသင်းကိုပြန်ရောက်လာခဲ့တဲ့ Rashford ဝင်ကစားသွားခဲ့တယ် Shasko ဝင်ကစားသွားခဲ့တယ်လူငယ်ကစားသမားလေး Shea Lacy လည်းကစားသွားခဲ့ပြီးတော့အပြောင်းလဲတွေလုပ်ခဲ့ပေမဲ့ United အသင်းကတော်တော်လေးကိုခြေစွမ်းရောရလက်ရောဆိုးပါခဲ့ပြီးတော့ဒီပွဲမှာ United အသင်းကပြိုင်ဘက်အသင်းရဲ့ set piece 2ချိန်ကနေဂိုး2ဂိုးပေးခဲ့ရပြီးတော့ဒါမိုက်ကယ်ကာရီစတင်ကင်တွယ်ချိန်ကနေတွက်မယ်ဆိုရင်ထောင်းကန်ဘောကနေပေကို6ဂိုးထိပေးထားပြီးတော့သူ့ထက်ပိုပြီးတော့အဲ့ဒီကာလအတွင်းမှာပေကိုပိုများတဲ့အသင်းကလည်း4သိန်းပဲရှိခဲ့တယ်ဆိုတော့ defensive set piece တွေကိုကင်တွယ်ရမှာထိန်းချုပ်ရမှာ United အသင်းကမနစ်တဲကညံ့ခဲ့သလိုဒီနှစ်မှာလည်းသူတို့ရဲ့အားနည်းချက်တွေကိုမပြင်ဆင်နိုင်သေးဘူးပို့ပြီးတော့ဝေဖန်စရာဖြစ်တာက United အသင်းရဲ့ခံစစ်ပိုင်းပဲခံစစ်ပိုင်းမှာဝါရင်နောက်ခံလူ Maguire နဲ့လူငယ်စားသမားလေး Heaven တို့ကစားခဲ့တယ် Heaven ကဒီပွဲမှာတော်တော်လေးအမှားများခဲ့ပြီးတော့ပြိုင်ဘက်ကစားသမား Oli Mavani ကိုလုံးဝမထိန်းနိုင်ခဲ့ပဲနဲ့ရုံးကန်ခဲ့ရတယ်ဘယ်ချမ်းမှာလူရှော့ကစားတယ်ညာချမ်းမှာမာဇရာဝီကစားတယ်ဆိုတော့ United အသင်းရဲ့လက်ရှိလူစင်းကလုံလောက်ပြီလားပြီးတော့ဒီယာဒီကမိုက်ကယ်ကာရီအတွက်ချန်ပီယံလိပြိုင်ပွဲလည်းရှိနေသေးတယ်ဆိုတော့မနစ်ကလို့လုပ်လို့မရတော့ဘူးမနစ်ကတော့တခြားပြည်တွင်းဖလားပြိုင်ပွဲတွေကလည်းစောစီစီထွက်ခဲ့ရတယ်ဆိုတော့တပတ်မှတပွဲပဲကစားရတယ်ဆိုတော့သူ့မှာရှိတဲ့လူစင်းနဲ့ပြဿနာမရှိမယ်ဒီနှစ်မှာတော့ပွဲရည်အတွက်တွေပိုများလာမယ်ပိုပြီးတော့အဆင့်မြင့်တဲ့ပြိုင်ဘက်တွေနဲ့ကစားရမယ်ဆိုတဲ့အနေအထားမျိုးမှာလက်ရှိပြင်ဆင်မှုရတော့လုံးဝမလုံလောက်သေးဘူးလို့ထောက်ပြရမယ်ခေါ်ယူထားတဲ့ကစားသမားတွေကြည့်မယ်ဆိုလဲဒိတ်ဒိတ်ကျဲကစားသမားတွေမဟုတ်ဘဲနဲ့ second class တွေဖြစ်နေတယ် Andre Santos က Chelsea အသင်းမှာပုံမှန်ပွဲထွက်ခွင့်မရဘူးအရန်နေနဲ့ပဲကစားခဲ့တဲ့ကစားသမားအသက်အရွယ်ပိုင်းရတိုးတက်လာနိုင်စရာရှိသေးပေမဲ့ဒိတ်ဒိတ်ကျဲကစားသမားဖြစ်လာမဲ့လက္ခဏာမျိုးမဟုတ်ဘူး Tielemans ကသူ့ရဲ့အကောင်းဆုံးပုံစံက Leicester မှာတည်းကမြင်ခဲ့ရတာအဲ့နောက်မှာ Villa ကိုရောက်တဲ့သူဖြတ်သန်းခဲ့တဲ့အသင်းတွေမှာခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားဒါအတွေ့အကြုံရှိကစားသမားဆိုတော့ဒီလိုကစားသမားမျိုးကိုစစ်သက်သာနဲ့ရထားရဲဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါအခုကြောင်းရွှေ့မှာနောက်ဆုံးအသင်းနဲ့တူပူပေါင်းဖို့ကြံနေသေးတာကကာလိုဗာလီပါလွန်ခဲ့တဲ့2နှစ်ရှေ့ပိုင်းလောက်ကဆိုရင်တော့ပရီးမီးယားလိမှာအလားအလာရှိဆုံးလူငယ်ကစားသမားတကယ်ကိုထိပ်တန်းခြေစွမ်းကိုရောက်လာဖို့မျှော်လင့်နိုင်တဲ့ကစားသမားဒါပေမဲ့ဒီဘက်နောက်ပိုင်းနှစ်တွေမှာဒဏ်ရာတွေနဲ့ရုပ်ကန်ခဲ့ရတယ်ပုံမှန်ပွဲထွက်ခွင့်မရဘူးဒီလိုအနေထားမျိုးမှာ United အသင်းကသူ့ကိုခေါ်ယူခဲ့ရမှာလဲနည်းနည်းလေးနောက်ကျပြီးတော့ယာတီစမှခေါ်တယ်ဆိုတော့အသင်းနဲ့အသားကျဖို့ကပို့ပြီးတော့အချိန်ပေးရမယ်ဆိုတော့ကစားသမား3ယောက်ရဲ့တန်ကြေးကိုရေဘူးရတွက်မယ်ဆိုရင်အောင်ရွှေကြေးကအသန်း130နဲ့40ကြားလောက်ဖြစ်သွားမယ်အဲ့ဒီအနေထားကတကယ်ဒိတ်ဒိတ်ကျဲကွင်းလေကစားသမား1ယောက်ကိုခေါ်လို့ရတဲ့အနေထားဆိုတော့ Ineos ရဲ့လောက်ရက်တွေကတော်တော်လေးဝေဖန်စရာဖြစ်တယ်ကာရီနေလည်းမနှစ်ကအသင်းကိုကောင်းကောင်းမွန်မွန်ဟန်တယ်လုပ်ပြီးတော့သူ့လက်ထက်မှာရလက်ကောင်းတွေပိုင်ဆိုင်ခဲ့တယ်ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုလေးပြောတော့ကမနှစ်ကသူတို့ရဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်အဓိက highlight လုပ်ပြီးတော့ပြောခဲ့တယ်ဒီယာဒီမှာအဲ့လိုမျိုး carry လောက်လာနိုင်မလားလို့ယူဆပေမဲ့တာထွက်မှာတဲ့ United အသင်းကတော့အရှက်တကွဲကိုရှုံနေခဲ့တယ်ဆိုတော့ဒီပွဲမှာသူတို့ဘာတွေအားနေခဲ့လဲကျွန်တော်ရှေ့မှာထောက်ပြခဲ့သလိုပြိုင်ဘက်ရဲ့ set piece တွေကိုထိန်းချုပ်အောင်မှာတော်တော်လေးကိုအားနေခဲ့သလိုပြိုင်ဘက်ရဲ့ low block ကိုဖြီးဖို့အတွက်လည်းအဖြစ်မရှိခဲ့ဘူးUnited အသင်းကကိုယ့်ထက်ပိုကောင်းတဲ့အသင်းတွေကိုခံပြီးလှုပ်တဲ့နေရာမှာနှစ်ကဆိုရင် Arsenal ကိုနိုင်တယ် Man City ကိုနိုင်တယ် Liverpool ကိုနိုင်တယ် Chelsea ကိုနိုင်တယ်အသင်းကြီးတွေအကုန်လုံးကိုနိုင်ခဲ့တယ်ကိုယ့်ထက်ပိုကောင်းတဲ့အသင်းတွေကိုရင်ဆိုင်ရမှာပိုရလက်ကောင်းပြီးတော့ကိုကပွဲကိုဖိဖိစီးစီးနဲ့ကစားမဲ့အသင်းတွေနဲ့ကြာရင်ပြီးခဲ့တဲ့နှစ်တည်းကကိုယ့်ထက်ပိုအားနေတဲ့အသင်းတွေနဲ့တွေ့ရင် United အသင်းက
သိပြီးရလက်မကောင်းခဲ့ဘူးဒီနှစ်မှာလည်းတန်တက်တဲ့ထဲမှာပြင်ဆင်မှုအားအနည်းဆုံးဟာစီတီတင်းကိုရှုံးနေခဲ့တာဆိုတော့တော်လေးကိုရှက်စရာကောင်းတယ်ဒီရှုံးပွဲက United အနေနဲ့အမြန်ဆုံးရုံးထားဖို့လိုတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ data analysis လေးလုပ်ကြည့်ခြင်းတယ်ဒီပွဲမှာ United တင်းကဘောလုံးပိုင်ဆိုင်မှု81.6%ရှိပြီးတော့ဒါ2023စက်တင်ဘာမှာ Crystal Palace တင်းကိုအိမ်ကွင်းမှာ 1-0 နဲ့ရှုံးခဲ့တဲ့ပွဲစဉ်နောက်ပိုင်းမှာဘောလုံးပိုင်ဆိုင်မှုအများဆုံးပွဲအဲ့ဒီပွဲစဉ်မှာတော့ United တင်းက89%ထိဘောလုံးပိုင်ဆိုင်မှုရခဲ့တယ်ကန်ချက်အနေနဲ့ကြည့်မယ်ဆိုလည်းဒီဘက်မှာ21ကြိမ်ထိကန်ခွင့်ရခဲ့ပြီးတော့ဂိုးပေါက်တဲ့ကန်ချက်9ကြိမ်ဘစ်ချန်က2ကြိမ်ရခဲ့တယ် United တင်းကတော့2ရာသီဇက်တိုက်ရာသီအဖွင့်မှာရှုံးပွဲကြုံတွေ့ခဲ့ပြီးတော့အဲ့ဒီနှစ်ပွဲမှာစုစုပေါင်းကန်ချက်43ကြိမ်ထိလုံနိုင်ခဲ့ပေမဲ့လည်းသွင်းကိုတကိုးမှမရခဲ့ဘူးမနှစ်ကအာဆင်နယ်ကို0-1နဲ့ရှုံးတဲ့ပွဲမှာလည်းကန်ချက်22ကြိမ်လုံနိုင်ခဲ့တယ်အခုနှစ်ဒါဟာစီးတီးကိုရှုံးတဲ့ပွဲမှာလည်းကန်ချက်22ကြိမ်လုံနိုင်ခဲ့တယ်ဆိုတော့သူတို့ရဲ့တိုက်စစ်ပိုင်းအတွက်လည်းဘေကွန်ထုတ်စရာပဲမနှစ်ကတော့ဒါအမ်ဘူမိုတို့ကူညာတို့ဘရူနိုဖာနန်ဒက်တို့ဒေါ်ဂူတို့အာမက်ဒီယယ်လိုတို့နဲ့တိုက်စစ်ကတော်တော်လေးအဆင်ပြေခဲ့ပြီးတော့ဒီနှစ်မှာတော့ဝက်စင်1မှာတင်တိုင်ဘက်ကဒီ541နဲ့ခန်းစစ်9ယောက်တန်းလိုဘလော့ကိုသူတို့ဘလို့မှအကျော်လားနိုင်ခဲ့ပဲနဲ့ရုန်းကန်ခဲ့ရတယ်နောက်ပိုင်းနှစ်တွေမှာ United တင်းရဲ့ယာတီဖွင့်ရလက်တွေကတော်တော်လေးကိုစိုးဝါခဲ့ပြီးတော့နောက်ဆုံး9ရာသီမှာ4ရာသီရှုံးခဲ့တယ်ကျန်တဲ့3ပွဲကအနိုင်ရပြီးတော့ဒါ match day 1မှာတန်တက်တင်းကိုပထမဆုံးရှုံးတာရှေ့မှာ73ရာသီတန်တက်တင်းနေနဲ့ရင်ဆိုင်ခဲ့ရမှာ10ပွဲနိုင်တယ်3ပွဲတည်ကြပြီးတော့ပထမဆုံးတန်တက်တင်းကိုယာတီဖွင့်မှာရှုံးတဲ့စံချိန်စိုးတစ်ခုကိုလည်းပိုင်ဆိုင်သွားခဲ့တယ်ဒီဘက်မှာ United တင်းကပွဲချိန်အများစုကိုဘောလုံးကင်ထားပြီးတော့ပြဘက်ကိုဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ဖိအားပေးခဲ့တာတွေ့ရတယ် Open play ကနေဒီ cross ကြီးလည်း34ကြိမ်ထိလုံနိုင်ခဲ့ပြီးတော့ဒါ8နှစ်နီးပါးလောက်အတွင်းမှာအများဆုံးလုံနိုင်ခဲ့တဲ့မှတ်တမ်းလို့လည်းသိရတယ်ပြီးတော့ဘောလုံးပေးပို့မှု654ကြိမ်ထိရှိပြီးတော့မနှစ်ကရာသီစအနေစောက်တွက်မယ်ဆိုရင်ပွဲစဉ်တစ်ပွဲထဲမှာဘောလုံးပေးပို့မှုအကြိမ်အများဆုံးပွဲလည်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒါတွေကအချီးနှီးပဲဖြစ်ခဲ့ပြီးတော့ထိရောက်တဲ့ချိန်ချောက်မှုတွေထိရောက်တဲ့ကန်သွင်းမှုတွေထိရောက်တဲ့ဖန်တီးမှုတွေမလုံနိုင်ခဲ့တာကြောင့်အခုလိုရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတော့ဒါကို Michael Carrick အနေနဲ့ဘယ်လိုကင်တွယ်ဖြေရှင်းမလဲဆိုတာကိုလည်းလာမယ့်ပွဲတွေမှာစောင့်ကြည့်ရမယ်ပြီးခဲ့တဲ့နှစ်က United တင်ဘာကြောင့်ရလက်တီကောင်းခဲ့လဲဆိုရင် Bruno ရဲ့စွမ်းဆောင်ရည်နဲ့လည်းအများကြီးဆိုင်တယ် Bruno ကမနှစ်ကဂိုးဖန်တီးမှု21ကြိမ်သွင်းဂိုး9ဂိုးနဲ့ဂိုး30ပါဝင်ပတ်သက်ခဲ့ပြီးတော့သူ့ရဲ့အကောင်ဆုံးရာသီတွေထဲကတစ်ခုဖြစ်ခဲ့တယ်2010-21ဘောလုံးရာသီမှာလည်းအဲ့လိုပဲသွင်းဂိုးနဲ့ဂိုးဖန်တီးမှုအကြိမ်30နဲ့အထက်ရခဲ့ပြီးတော့သူ့ရဲ့ outstanding performance တွေကြောင့်သူကမနှစ်က Premier League ရဲ့ assist စံချိန်တစ်ခုကိုစထူနိုင်ခဲ့တယ်ဆိုတော့ Bruno Fernandes အင်မတန်အသင်းကိုအကျိုးပြုခဲ့တာကြောင့်မနှစ်က United အသင်းကထင်ထားတတ်ပို့ပြီးတော့ရလက်ကောင်းခဲ့တယ်ဒီနှစ်မှာတော့ Bruno Fernandes ကိုယ်တိုင်လည်းရာသီကြိုပွဲစဉ်တွေမှာတည်းကအကောင်းဆုံး performance မရခဲ့သလို Ha City နဲ့ပွဲမှာလည်းရုန်းကန်ခဲ့ရတယ် Ha City အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါ United နဲ့ထိတိုက်တွေ့ဆုံမှုတွေမှာ Premier League မှာပထမဆုံးနိုင်ပွဲရခဲ့တာသူ Premier League ကို9နှစ်ကစားခဲ့ဘူးတဲ့9နှစ်ဆိုတော့10ပွဲအဲ့10ပွဲမှာ2ပွဲတည်10ပွဲထိရှုံးခဲ့ပြီးတော့ဒါဟာ Premier League မှာ United အသင်းကိုပထမဆုံးနိုင်ပွဲဖြစ်ခဲ့သလိုဒီပြ Jackie Robert အတွက်လည်းတကယ်ကိုဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်ခဲ့တယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ညကျွန်တော် short video လေးတင်တဲ့ထဲမှာလည်းပြောခဲ့ပါတယ် Jackie Robert က Premier League မှာကင်တွယ်ခွင့်ရတဲ့28နိုင်ငံမြောက်နီးပြဖြစ်ပြီးတော့ဒါ Bosnia နိုင်ငံကိုစားပြုပြီးတော့ကင်ခွင့်ရခဲ့တာအဲ့လိုနိုင်ငံတနိုင်ငံကိုစားပြုပြီးတော့ Premier League ကိုပထမဆုံးအခြေချတဲ့နီးပြတွေထဲမှာနောက်ဆုံးနီးပြ10ယောက်ဇက်တိုက်ကနိုင်ပွဲမရခဲ့ပဲနဲ့နောက်ဆုံးအနိုင်ရခဲ့တဲ့နီးပြ Man City တင်းရဲ့နီးပြ Pellegrini ဖြစ်ပြီးတော့အဲ့နောက်ပိုင်းမှာဘယ်နီးပြမှာနိုင်ပွဲမရခဲ့ဘူးပြီးတော့ Ha City နဲ့ပတ်သက်ရင်ချီးကျူးရမယ့်အချက်က Ha City က Premier League မှာဒီနှစ်အပါဝင်6ရာသီကစားခဲ့ရမှာအဖွင့်6ပွဲမှာ4ပွဲထိအနိုင်ရခဲ့ပြီးတော့100ရာသီနဲ့ထပ် Premier League မှာကစားဖို့တဲ့အသင်းတွေထဲမှာနိုင်ပွဲရခိုင်နှုန်းအများဆုံးအသင်း66.9%ထိရှိတယ်ဆိုတော့ဘာပြောပြော Ha City ကထထိုက်တန်တန်ကို United အသင်းကိုအနိုင်ရသွားခဲ့တယ်လို့ပြောလို့ရတယ်ဒီပွဲကစားသွားတဲ့ခြေစွမ်းရ Ha City ကတော်တော်လေးကိုကြစ်ကြစ်လေးလေးစွစွီးနဲ့ United အသင်းကိုအကောင်းဆုံးခုခံကာကွယ်ပြီးတော့သူတို့ရတဲ့တေကန်ဘောတွေကနေပြီးတော့ဂိုးတွေသွင်းသွားခဲ့တာဆိုတော့တော်တော်လေး Ha City ရဲ့ရာသီဖွင့်စွမ်းဆောင်ရည်ကချီးကျူးစရာဖြစ်ခဲ့တယ်လို့တစ်ဖက်မှာလည်း United အသင်းရဲ့ performance ဒီပွဲအရှုံးရလက်ကအရှက်ရစရာဖြစ်ပြီးတော့
ရာသီဖွင့်ပါတယ် United အသင်းကတာထွက်မလှခဲ့ပဲနဲ့ဖိအားတွေကတော့စပြီးတော့ရောက်လာခဲ့ပြီခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ United အသင်းရဲ့အဖွင့်ရှုံးပွဲနဲ့ပတ်သက်ပြီးတော့မြင်မိတဲ့အရာလေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ပိုင်းဆိုရင် Facebook နဲ့ YouTube channel ကိုအားပေးကြည့်ရှုကြတဲ့ဘောလုံးဝါသနာရှင်ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်